ချစ်ွယ်တော်စိတ်တော်အရှိန်ကုန်မြမဝိကြွားခဲ့ဖို့တပည့်သမားရဲ့ကုန်ဒီတွင်ကျန်စနေလည်းပြဖို့တိရင်းကောင်းတော့မြတ်ပေါင်းလာလို့ကိုလုံးရွှေရောင်လွန်နေကြတဲ့မို့ရွှေရောင်ဝင်းလို့အငိတ်တစ်ခေတ်ဖြစ်လာဖို့ွယ်တော်စိတ်လုံးအရှိန်အောင်မြမဝိကြွားခဲ့ဖို့တပည့်သမားရဲ့ကုန်ဒီတွင်ကျန်စနေလည်းပြဖို့တိရင်းကောင်းတော့မြတ်ပေါင်းလာလို့ကိုလုံးရွှေရောင်လွန်နေကြတဲ့မို့ရွှေရောင်လို့အငိတ်တစ်ခေတ်ဖြစ်လာဖို့အ